ကမ္ဘာဖလားမှာစောင့်ကြည့်သွားမယ်နိုင်ငံပေါင်းစုံကကစားသမား26ယောက်အားလုံးပဲမင်္ဂလာပါ City Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်2026ကမ္ဘာဖလားစတင်ဖို့ကတော့ရပ်ပိုင်းသာလိုအပ်တော့ပါတယ်လာမယ့်ကမ္ဘာဖလားမှာတော့ကစားသမားတွေအများအများရှိနေတဲ့ကြားတွေကဘယ်ကစားသမားတွေကိုအဓိကထားစောင့်ကြည့်သွားမလဲဆိုတာကို CMB ကရွေးထုတ်တင်ဆက်ပေးသွားကြပါတယ်အစခင် CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါ2026ကမ္ဘာဖလားကိုကြည့်ရဖို့တပတ်ဝန်းကျင်လိုကိုရောက်ရှိလာပါပြီ။နိုင်ငံအသင်းတွေကလည်းလူစင်းတွေကိုတောက်လျှောက်ထုတ်ပြန်နေပြီးပြိုင်ပွဲမှာဘယ်ကစားသမားတွေကိုအဓိကစောင့်ကြည့်သွားမလဲဆိုတာကလည်းစိတ်လှုပ်ရှားစရာဖြစ်လာပါတယ်။လက်ရှိပြိုင်ပွဲကိုတော့ပြိုင်ပွဲဝင်နိုင်ငံအသင်း48သင်းအထိပထမဆုံးကြိမ်တိုးချဲ့ကျင်းပသွားမှာပါ။တသင်းကိုလူစင်း26ယောက်ထိထည့်သွင်းခွင့်ရှိနေပြီးစုစုပေါင်းကစားသမား1248ယောက်ထိကမ္ဘာဖလားကိုဝင်ရောက်ရှင်ပြိုင်ကြပါမယ်။ပြိုင်ပွဲကိုတော့ USA, Mexico, Canada 3နိုင်ငံကပူးတွဲလက်ခံကျင်းပသွားမှာပါ။ပြန်ပွဲဝင်1248ယောက်လုံးကိုကြည့်ရှုအားပေးဖို့တော့ခက်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုမှာတော့ပရိသတ်တွေကိုစိတ်လှုပ်ရှားမှုပေးနိုင်မဲ့စောင့်ကြည့်ရမယ့်ကစားသမား26ယောက်ကိုပဲသီးသန့်ရွေးထုတ်တင်ဆက်ပေးထားပါတယ်။ပထမဆုံးတစ်ယောက်ကတော့အင်္ဂလန်အသင်းရဲ့ကွင်းလယ်ကစားသမားအီလီယက်အန်ဒါဆန်ပါ။အင်္ဂလန်အသင်းလူစင်းကတော့ဒိတ်ဒိတ်ကျဲကစားသမားတွေနဲ့ပြည့်နှက်နေပါတယ်။အထူးသဖြင့်တော့ဥရောပအကောင်းဆုံးပြိုင်ပွဲဖြစ်တဲ့ချန်ပီယံလိကိုဝင်ရောက်ကစားနေကြသူတွေများတာပါ။ဒီထဲမှာချန်ပီယံလိအထိမရောက်ရှိသေးပေမဲ့အလားအလာကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ကွင်းလယ်လူဖြစ်တော့အီလီယက်အန်ဒါဆန်တယောက်ရှိနေပါတယ်။ကမ္ဘာဖလားမှာခြေစွမ်းပြသနိုင်လိုက်ရင်တော့ကစားသမားဘဝနောက်တစ်ဆင့်ကိုတက်လန်းသွားဖို့ကသေချာနေတာပါ။ကစားသမားလူစင်းများပြားတဲ့ Nottingham Forest အသင်းမှာလည်းအမှတ်ပေး38ပွဲမှာ38ပွဲကိုပွဲထွက်ခွင့်ရခဲ့ပြီးတပွဲကိုဒုတိယပိုင်းမှာဝင်ရောက်ကစားခွင့်ရလာတာပါ။မိနစ်အားဖြင့်ဆို3334မိနစ်တိရှိပြီးကိုသမားကလွှဲရင်အောက်ဖီးပလေယာတွေတဲ့ Premier League မှာမိနစ်အများဆုံးကစားခဲ့တဲ့ကစားသမား9ယောက်တဲ့အန်ဒါဆန်ပါဝင်နေပါတယ်။ Defensive midfield, central midfield တွေမှာအကောင်းဆုံးကစားနိုင်ပြီးဘောလုံးလူယူမှုအပိုင်းဘောလုံးနဲ့အတူတိုက်စစ်လိုက်ပါတဲ့အပိုင်းတွေမှာထိပ်တန်းဆင့်ခြေစွမ်းရှိနေပါတယ်။ဒိုင်မက်ခြေတွေကနေဘောလုံးပြန်ဆယ်ယူတာမှာတရားသည်လုံး306ကြိမ်ပြုလုပ်ထားပြီးဘယ်ကစားသမားထက်မဆို96ကြိမ်ပိုများပြားနေပါတယ်။လောကနှုန်းကောင်းပြီးတကွင်းလုံးနေရာဆုံးဖြန့်ကျက်ကစားထားတာမှာမှတ်တမ်းတွေရပြီးခဲ့တဲ့ရာသီမှာတရားသည်လုံး411ကီလိုမီတာအထိပြေးလွှာထားတာပါ။ကစားသမားကိုထိပ်တန်းအသင်းကြီးတွေကတောက်လျှောက်ချိတ်ဆက်နေပါတယ်။ဒါမဲ့ကမ္ဘာဖလားမှာတော့အီလီယက်အန်ဒါဆန်အနေနဲ့အသင်းကြီးတွေမှာဆိုဘယ်လိုစွမ်းဆောင်နိုင်မလဲဆိုတာကိုပရိသတ်တွေအကဲခတ်ခွင့်ရရှိသွားမှာပါ။နောက်ထပ်တစ်ယောက်ကတော့နယ်သာလန်ကဒွန်ညဲမာလန်ပါ29နှစ်အရွယ်နယ်သာလန်တိုက်စစ်ကစားသမားကရိုမာကိုကျန်ခဲ့တဲ့ရာသီဝက်ကမှရောက်ရှိသွားပေမဲ့အသင်းအားထားရတဲ့အဓိကတိုက်စစ်မှုဖြစ်လာပါတယ်အသင်းအတွက်တော့ညာတောင်ပန်နဲ့တိုက်စစ်မှုနှစ်နေရာမှာလို့အသုံးတော်ခံနေတာပါရိုမာအတွက်အမှတ်ပေး18ပွဲကစား14ဂိုးသွင်း2ဂိုးဖန်တီးပေးထားနိုင်ပါတယ်ဒီကာလမှာမာလန်ထက်ပိုဂိုးသွင်းထားနိုင်တာဟယ်ရီကိန်း16ဂိုးပဲရှိနေတာပါအက်စတွန်ဗီလာတောင်ပန်ကစားသမားဟောင်းတွေနဲ့တခြားသောတိုက်စစ်ကိန်းကနန်းတွေမှာလည်းအဆင့်1နဲ့2အတွင်းမှာပဲတောက်လျှောက်ရက်တည်ထားနိုင်ပါတယ်မာလန်တယောက်စီးရီးရဲ့သမိုင်းတစ်လျှောက်ပွဲ20နဲ့အောက်ပဲကစားပြီး14ဂိုးသွင်းနိုင်တဲ့တတိယမြောက်ကစားသမားဖြစ်လာတော့ပါသူရှိမှာတော့ဇလာတန်အီဘရာဟီမိုဗစ်19ပွဲမှာ15ဂိုးဘရာဇီးကရိုနယ်ဒိုကြီးက19ပွဲမှာ14ဂိုးသွင်းယူထားခဲ့ကြပါတယ်21ရာစုအတွင်းစီးရီးရဲ့စောင်းရသည့်ခေါ်ယူမှုတွေတဲ့ဂိုးသွင်းကောင်းဆုံးကစားသမားဖြစ်လဲဘာလော့တယ်လီ12ဂိုးနောက်ပိုင်းဒွန်ညဲမာလန်က14ဂိုးနဲ့အများဆုံးကစားသမားဖြစ်စံချိန်တင်ထားပါတယ်2026ကမ္ဘာဖလားမှာတော့နယ်သာလန်အတွက်မာလန်တယောက်ခြေစွမ်းပြနိုင်မလားစောင့်ကြည့်သွားမှာပါနောက်ထပ်တစ်ယောက်ကတော့နယူးဇီလန်ကကယ်လန်မက်ခါဝတ်ပါနယူးဇီလန်တို့ပြောလိုက်ရင်ပြည်သက်တွေကတိုက်စစ်မှုခရစ်ဝူကိုပြေးမြင်ကြပါတယ်ဒါကလည်းကီဝီမြေကနေပရီးမီးယားလိမှာသွားရောက်ကစားနေတဲ့တဦးတည်သောတိုက်စစ်မှုဖြစ်နေတာကြောင့်ပါလက်ရှိကမ္ဘာဖလားမှာတော့နယူးဇီလန်ပြည်သက်တွေအတွက်စောင့်ကြည့်ရမယ့်ကစားသမားဖြစ်ဒိန်းမက်ကလက်စေးခပါရဲ့ဆွေဆုံးရတိုက်စစ်ကစားသမားကယ်လန်မက်ခါဝတ်ရှိနေပါတယ်25-26ဘောလုံးရာသီမှာတော့အသင်းကိုဒိန်းမက်စူပါလီဂါကနေတန်းမစင်းရအောင်စွမ်းဆောင်ပေးထားတာပါ29နှစ်အရွယ်ကစားသမားကအသင်းအတွက်ပြိုင်ပွဲစုံ38ပွဲကစား12ဂိုးသွင်း5ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။နယူးဇီလန်ကနေဥရောပဘက်ထွက်ကစားနေတာ6ရာသီရှိလာတာမှာလက်ရှိဘောလုံးရာသီကတော့မက်ခါဝက်အတွက်ဂိုးသွင်းကောင်းဆုံးရာသီဖြစ်နေပါတယ်။ကလပ်မှာတော့ attacking midfielder နဲ့တိုက်စစ်မှုနေရာတွေမှာကစားပေးနေတာပါ။နယူးဇီလန်အတွက်တော့4ဂိုးပဲသွင်းထားပေးနိုင်တဲ့နောက်ရာသီကမ္ဘာဖလားမှာတော့သွင်းဂိုးတွေပုံမရရှိဖို့မက်ခါဝက်တယောက်ပြစ်မှတ်ထားနေပါတယ်။နောက်ထပ်ရွေးချယ်ပေးခြင်းတဲ့ကစားသမားကစပိန်သင်းရဲ့လူငယ်ကျယ်ပွင့်လမိုင်းယမဲပါအမိုင်းယမဲကတော့25-26လာလီဂါရဲ့လွှမ်းမိုးမှုရှိဆုံးကစားသမားဖြစ်လာပါတယ်။သဘောကသွင်းဂိုးရောဖန်တီးမှုမှာပါ16ဂိုးသွင်း17ဂိုးဖန်တီးနဲ့အတူဒဘယ်တစ်ကျရရှိတဲ့တဦးတည်သောကစားသမားဖြစ်ခဲ့တာပါ။ဒါအပြင်21ရာစုလာလီဂါမှာ22ယောက်ကစားသမားတွေတဲ့ဒဘယ်တစ်ကျရရှိတဲ့ပထမဆုံးကစားသမားဖြစ်တဲ့စပိန်သားကမှတ်တမ်းဝင်သွားပါတယ်။အမိုင်းယမဲကတော့နွေရာသီကမ္ဘာဖလားမှာတစ်ကမ္ဘာလုံးကစောင့်ကြည့်နေမဲ့စူပါစတာဆိုတာတော့သိကြပါတယ်။မိခင်နိုင်ငံစပိန်သင်းအတွက်လည်းဒုတိယအကြိမ်မြောက်ကမ္ဘာဖလားဆုခူးနိုင်ဖို့အတွက်အားထုတ်သွားမှာပါ။
ပွဲဥတွဲ2023-24ဘောလုံးရာသီမှာတော့9ဂိုးပဲသွင်း9ဂိုးပဲဖန်တီးပေးနိုင်ခဲ့ပါတယ်။နောက်ရာသီမှာတော့ဘာစီလိုနာအတွက်ပြိုင်ပွဲစုံ18ဂိုးသွင်း22ဂိုးဖန်တီးဆိုတဲ့ပမာဏကိုရောက်ရှိလာတာပါ။18နှစ်အရွယ်သားရှိသေးတဲ့ရမဲကိုဂိုးသွင်းယူနိုင်စွမ်းနဲ့ပတ်သက်လို့တန်တရားဝင်သူတချို့ရှိပေမဲ့ဒီရာသီမှာလည်းပြိုင်ပွဲစုံ24ဂိုးထိသွင်းယူပြီးစဉ်ဆက်မပြတ်တည်ငြိမ်တဲ့ခြေစွမ်းကိုပြသထားပါတယ်။စပိန်လူငယ်တောင်ပန်ကစားသမားကိုတော့သူ့ရဲ့ dribbling skill ဖန်တီးမှုစွမ်းရည်တိုက်စစ်ကိုတိုက်ရိုက်အကျိုးပြုမှုတွေနဲ့အတူတွဲမြင်ကြပါတယ်။ပြီးခဲ့တဲ့ရာသီကတဦးချင်းကြော်ဖြတ်မှု133ကြိမ်ထိအောင်မြင်ခဲ့ပါတယ်။ယူရို2024မှာလည်းစပိန်အသင်းအတွက်စူပလာရယူပေးပြီးနောက်တော့ဒီတစ်ချိန်ကမ္ဘာဖလားအတွက်လမိုင်းရမဲစွမ်းဆောင်ပြနိုင်မလားစောင့်ကြည့်သွားပါမယ်။နောက်ထပ်9ယောက်မြောက်အနေနဲ့ရွေးချယ်ပေးခြင်းတဲ့ကစားသမားကအီကွေဒေါခံစင်မှုဝီလီယံပါချိုပါ။အီကွေဒေါရီယန်ဗဟိုခံစင်မှုက24နှစ်ပဲရှိသေးပေမဲ့ PSG နဲ့အတူအမှတ်ပေးဖလားနဲ့ချန်ပီယံလိစူပလာတွေကိုစုဖူးထားနိုင်ပါတယ်။ချန်ပီယံလိမှာလည်းမိနစ်တိုင်းကိုဝင်ရောက်ကစားပေးနိုင်ခဲ့တာပါ။ကစားသမားကောင်းတွေရှားပါတဲ့အီကွေဒေါမှာတော့ကမ္ဘာဖလားမှာလည်းခန်းစစ်ကစားဟန်ကိုပဲအဓိကအားပြုသွားဖို့တေချာနေပါတယ်။ခြေစပွဲအဆင့်18ပွဲမှာလည်းပါချိုဦးဆောင်တဲ့ခန်းစစ်က73ပွဲ clean sheet ရရှိခဲ့ပြီး9ဂိုးပဲခွင့်ပြုခဲ့ရတာပါ။ခမဘဲလို့ခေါ်တဲ့တောင်အမေရိကဇုံမှာတော့ဘောလုံးရှင်းထုတ်မှု65ကြိမ်တားဆီးမှု15ကြိမ်နဲ့အတူခြေစပွဲတစ်လျှောက်ဝီလီယံပါချိုကနံပါတ်1ချိတ်ခဲ့ပါတယ်။2006မှာအီကွေဒေါတို့ရှုံးထွက်အဆင့်ကိုတစ်ကြိမ်တက်ရောက်နိုင်ခဲ့ဘူးတာပါ။ဒီတစ်ချိန်ဝီလီယံပါချိုအနေနဲ့နိုင်ငံအသင်းကိုရှုံးထွက်အဆင့်ကိုဒုတိယအကြိမ်မြောက်ရောက်ရှိအောင်ပို့ဆောင်ပေးသွားနိုင်မလားစိတ်ဝင်စားစရာပါ။နောက်ထပ်တစ်ယောက်ကတော့ဂျော်ဒန်ကမူဆာတမာရီပါ။နန်ရှမာသူရဲကောင်းများအသက်ဝိညာဉ်စသဖြင့်နာမည်ပြောင်ရထားတဲ့ဂျော်ဒန်ကတော့ပထမဆုံးချိန်ဖြစ်ကမ္ဘာဖလားကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိထားပါတယ်။28နှစ်အရွယ်ပြင်သစ်ကလပ် Rans အသင်းကစားသမားမူဆာတမာရီကတော့ဂျော်ဒန်ရဲ့တိုက်စစ်ကိုဦးဆောင်လာမှာပါ။နိုင်ငံအသင်းအတွက်လည်း24ဂိုးသွင်းထားပြီးဂိုးအများဆုံးစီးရင်အဆင့်6မှာရပ်တည်နေပါတယ်။အရက်က9ပေ8လက်မရှိသလိုမြန်နှုံးမြင့်ကစားသမားဖြစ်လေတမာရီကိုမြင်ကြည့်လို့ရပါတယ်။ဒီရာသီပြင်သစ်လိ1မှာအသင်းအတွက်ပယ်နယ်တီ4ချိန်နဲ့လိမှာအများဆုံးရရှိအောင်စွမ်းဆောင်ပေးလာတော့ပါ။ပြန်မဲ့ပယ်နယ်တီဘောက်စ်တဲမှာ dribbling 19ချိန်နဲ့အတူဒီအပိုင်းမှာလည်းထိပ်ဆုံး9ယောက်ထဲကိုဝင်ရောက်ထားနိုင်ပါတယ်။ကစားသမားရဲ့လောအားနှုန်းနဲ့တိုက်ပွဲဝင်စိတ်တက်ကပဲဂျော်ဒန်အတွက်အကျိုးဖြစ်ထွန်းလာပွဲရှိပါတယ်။အုပ်စုတွင်းမှာအော်စတြီးယား၊အယ်ဂျီးရီးယားတို့နဲ့သူတင်ကိုယ်တင်ကစားနိုင်မှုပြတ်မှတ်ထားမှာဖြစ်လို့အာဂျင်တီးနားနဲ့လည်းထိပ်တိုက်တွေ့ဆုံသွားမှာပါ။နံပါတ်9နေရာမှာရွေးချယ်ထားတဲ့ကစားသမားကတော့စီနီဂေါရဲ့လမီကမဟာပါ။လက်ရှိမှာ22နှစ်အရွယ်ပဲရှိသေးတဲ့မိုနာကိုကွင်းလယ်ကစားသမားလမီကမဟာတယောက်လာမယ့်ရာသီမှာပရီးမီးယားလိကိုရောက်ရှိလာနိုင်ခြေများပါတယ်။လောအားနှုန်းပေါက်ကွဲအားနီးစနစ်ရေးသွင်းမြင့်လူငယ်ကွင်းလယ်ကစားသမားအနေနဲ့ပရီးမီးယားလိနဲ့လိုက်ဖက်ညီနေတာပါ။ကျန်ခဲ့တဲ့ရာသီမှာမိုနာကိုတို့ချန်ပီယံလိဝင်ခွင့်မရခဲ့တဲ့နောက်ပါမီရှင်လူငယ်ကစားသမားကိုလက်လွတ်ရပွဲရှိနေပါတယ်။22နှစ်အရွယ်နဲ့နိုင်ငံအသင်းစီနီဂေါအတွက်32ပွဲထိပါဝင်ကစားပေးထားပါတယ်။နွေရာသီကမ္ဘာဖလားကတော့အသင်းကြီးတွေအတွက်ကစားသမားကိုစောင့်ကြည့်ဖို့အခွင့်အရေးကောင်းပါ။ကွင်းလယ်မှာခန်းစစ်ကိုပြန်ကူတဲ့အပိုင်းမှာလည်းကောင်းသလိုပြန်ဘက်ရဲ့ဖိအားပေးတာကိုလည်းဘောလုံးနဲ့အတူတောင်းခံနိုင်စွမ်းရှိပါတယ်။ကမ္ဘာဖလားမှာပရိသတ်တွေရဲ့မျက်စိရောက်လမိုင်းကမဟာရောက်လာမယ်ဆိုရင်လည်းအံ့ဩစရာတော့မရှိပါဘူး။နောက်ထပ်နံပါတ်8နေရာမှာရွေးချယ်ထားတဲ့ကစားသမားကဆွီဒင်ရဲ့ Personelli ပါ။လွန်ခဲ့တဲ့32နှစ် United States မှာကျင်းပခဲ့တဲ့ကမ္ဘာဖလားမှာဆွီဒင်တို့တတိယအထိရခဲ့ပြီးကမ္ဘာကြီးကိုအားသင့်အောင်လုပ်ပြနိုင်ခဲ့ဖို့ပါတယ်။လက်ရှိအသင်းမှာလည်း Alexander Isak, Vida Yogurt တို့လိုထိပ်တန်းတိုက်စစ်မှုတွေရှိနေတာကြောင့်ဂိုးသွင်းခြေတွေ့တာနဲ့ဘာမှမဆိုဖြစ်သွားနိုင်တာပါ။တိုက်စစ်မှုတွေကိုထောက်ပံ့ပေးဖို့အတွက် playmaker ရှာနေတယ်ဆိုရင်တော့ဆွီဒင်မှာ23နှစ်အရွယ် Personelli ရှိနေပါတယ်။ကစားသမားက Belgian Club Union Saint-Gilloise အသင်းမှာကစားနေပါတယ်။ဒီမတိုင်ခင်ကစားခဲ့တဲ့အသင်းတွေမှာလည်းတိုက်စစ်အရေးအသွေးကိုချပြနိုင်ခဲ့ပြီး25-26ရာသီမှာတော့44ပွဲကစား9ဂိုးသွင်း73ဂိုးဖန်တီးပေးထားနိုင်ပါတယ်။2025ခုနှစ်မှာလည်း Sweden Club S-Boy အသင်းမှာအခွင့်အရေးဖန်တီးမှု86ကြိမ်နဲ့အတူအများဆုံးဖြစ်ခဲ့တာပါ။ဇနယ်လီကတော့အသင်းရဲ့ကစားကွက်ပိုင်းမှာပုံမပါဝင်ခြင်းနဲ့ playmaker မျိုးပါ။သွင်းဂိုးပြီးသွင်းဂိုးတွေနဲ့ဂိုးဖန်တီးမှုတွေတော့မြင်ရခဲ့ပါတယ်။နောက်ထပ်တစ်ယောက်ကတော့ USA က Ricardo Pepi ပါ။ Netherlands Class PSV မှာပဲ3နှစ်ကြာအထိုင်ချကစားနေတဲ့ American လူငယ်တက်စစ်မှု Ricardo Pepi ကတော့ခြေစွမ်းပိုင်းအရဇက်တိုက်တိုးတက်လာနေပါတယ်။အမှတ်ပေးပွဲ100ကျော်ကစားထားတာမှာအသင်းဟောင်း FC Groningen အတွက်29ဂိုး PSV အတွက်82ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။သဘောကတော့85မိနစ်တိုင်းမှာတဂိုးရရှိထားတာပါ။ PSV ရဲ့အသင်းရဲ့သမိုင်းတစ်လျှောက်လက်ရှိအချိန်ထိမိနစ်နဲ့ဂိုးသွင်းတော့အကောင်းဆုံးကစားသမားဖြစ်နေပြီးအသင်းရဲ့ကန်နဝင်ကစားသမားတွေဖြစ်တဲ့ Matija Kazman, Ruben Nistelrooy, Romario နဲ့ Ronaldo တို့ကိုပါဒီအပိုင်းမှာ Ricardo Pepi ကကျော်လွန်နေပါတယ်။ချန်ပီယံလိမှာလည်း442မိနစ်ပဲကစားရသေးပေမဲ့6ဂိုးထိတော့ American တိုက်စစ်မှုကသွင်းယူထားနိုင်တာပါ။ကလပ်ဂိုးသွင်းနှုန်းကိုမိခင်နိုင်ငံ USA တန်တဲ့ဆောင်လာနိုင်ရင်တော့အင်ရှင်တွေအတွက်လည်းအောင်မြင်တဲ့ပြိုင်ပွဲဖြစ်လာနိုင်ပါတယ်။နောက်ထပ်10ယောက်မြောက်ဖြစ်ရွေးချယ်ထားတဲ့ကစားသမားကတော့ဂျာမနီရဲ့ Alexander Pavlovic ပါ။ဘိုင်ယန်စီနီယာအသင်းကြီးမှာကစားနေတာ200တီကျော်ပဲရှိသေးပေမဲ့ Pavlovic ရဲ့ကစားဟန်ကဝါရင်ကွင်းလယ်ကစားသမားတစ်ယောက်လိုတည်ငြိမ်နေပါတယ်။ယူရို2024မှာတော့အာသီးအောင်ယောဂါကြောင့်လက်ရွေးစင်အသင်းမှာပါဝင်ခွင့်နဲ့လွဲချော်ခဲ့တာပါ။ဒီချိန်ကမ္ဘာဖလားမှာတော့22နှစ်အရွယ်လူငယ်ကစားသမားကတောက်ပဖို့အဆင်သင့်ဖြစ်နေပါတယ်။
အသင်းပေါ် Joshua Kimmich ကလည်းနိုင်ငံအသင်းမှာ right back နေရာဆင်းကစားနေတာကြောင့် Alexander Pavlovic တယောက်လောက်ကွက်ပုံမရရှိလာမှာပါပြီးခဲ့တဲ့ရာသီဘိုင်ယန်နဲ့အတူချန်ပီယံလိမှာကစားသမားကအထူးခြေစွမ်းပြသခဲ့ပြီးမိနစ်90တိုင်းထိကျက်100အထိရရှိထားပါတယ် PSG က Vardinya ရဲ့နောက်ဒီအပိုင်းမှာ Pavlovic ကဒုတိယလိုက်နေတာပါ pass completion rate ကလည်း 95.4% ထိရှိနေပြီးကွင်းလယ်ကစားသမားတွေထဲအများဆုံးပမာဏဖြစ်နေပါတယ်နောက်ထပ်တစ်ယောက်ကတော့ Brazil ရဲ့ Luis Enrique ပါ Brazil တိုက်စစ်ကစားသမားတွေရဲ့တဦးချင်းအလိန်ခောက်စကေးတွေကိုကြည့်ကျင်တော့ Luis Enrique ကိုစောင့်ကြည့်သွားကြဖို့ပဲတိုက်တွန်းခြင်းပါတယ်25နှစ်အရွယ်တိုက်စစ်ဆွေဆောင်ရကစားသမားအနေနဲ့ Russia Club Zenit St. Petersburg မှာကစားနေတာပါ Brazil လက်ရွေးစင်အသင်းအတွက်လည်း948မိနစ်ဝင်ရောက်ကစားခွင့်ရရှိထားပါတယ်ဒီကာလမှာပြိုင်ဘက်တွေကိုကြော်ဖြတ်မှု33ကြိမ်အားထုတ်ထားတာမှာအကြိမ်20အောင်မြင်ထားပါတယ်သဘောက28မိနစ်တိုင်းပြိုင်ဘက်တွေကိုတစ်ကြိမ်လေးခောက်ကြော်ဖြတ်ပြနေတာပါဘရာဇီးအတွက်တော့ပွဲထွက်ခွင့်9ကြိမ်နဲ့14ပွဲထိပါဝင်ကစားပေးထားတာမှာ2ဂိုးသွင်းပြီး3ဂိုးဖန်တီးပေးထားနိုင်ပါတယ်ကစားသမားဘဝမှာတော့ Fluminense, Real Betis, Botafogo တို့မှာကစားခဲ့ပြီးပွဲအတွေ့အကြုံကျွယ်ဝနေတဲ့ကစားသမားလိုပဲဆိုကြပါတယ်ကျင်းကလေးရာသီမှာတော့ Zenit နဲ့အတူအမှတ်ပေးချန်ပီယံဆုကိုလည်းကင်မြောက်ထားနိုင်ပါတယ်နောက်တစ်ယောက်ကတော့ Ivory Coast ရဲ့ Yan Diomande ပါ2025 match လာကမှာ Leganes နဲ့အတူရောပစင်မြင့်ထက်ကို19နှစ်ရွယ် Ivory Coast ကစားသမားကရောက်ရှိလာတာပါဒီနောက် Bundesliga ကလပ် RB Leipzig ကိုပြောင်းရွှေ့ပြီးဘောလုံးကဘာရဲ့လူငယ်ကျယ်ဝင့်နေရာကိုရောက်ရှိလာပါတယ်ဘင်းညာတောင်မန်နှစ်ဖက်လုံးမှာကစားနိုင်ပြီးပြိုင်ပွဲစုံ36ပွဲကစား73ဂိုးသွင်း6ဂိုးဖန်တီးပေးနိုင်ခဲ့တာပါဥရောပထိပ်တန်းလိ5ခုမှာကစားနေတဲ့စရကျော်သက်တွေတဲ့ဂိုးပေါင်ပတ်သက်မှုအပြင် Yan Diomande ရဲ့ထက်မှာလမိုင်းရမဲတစ်ယောက်ပဲရှိနေပါတယ်Ivorian လူငယ်ကစားသမားကလင်မြန်ပြီးပောက်ပွဲအားကောင်းတယ်လို့ဘောလုံးအထိန်းသိမ်းကလည်းထိပ်တန်းအဆင့်မှာရောက်ရှိနေတာပါ dribbling အားထုတ်မှုအပိုင်းမှာလည်းလမိုင်းရမဲနဲ့ Vinicius Junior ဆိုရဲ့နောက်တတိယနေရာမှာ Diomande ရဲ့တည်နေပါတယ် dribbling အားထုတ်မှုအကြိမ်100နဲ့တက်ပြုလုပ်ထားတဲ့ကစားသမားတွေတဲ့အောင်မြင်မှုရာခိုင်နှုန်းအပြင်55နဲ့အတူ19နှစ်သားကဦးဆောင်နေတာပါကမ္ဘာဗလားမှာတော့နိုင်ငံအသင်းတော်အားကိုးရတဲ့ကစားသမားအဖြစ် Yan Diomande ကိုမြင်တွေ့သွားပါမယ်နောက်ထပ်ကစားသမားတစ်ယောက်ကတော့ Portugal ရဲ့ Vardinya ပါ2026ကမ္ဘာဗလားမှာပေါ်တူဂီတို့အောင်မြင်ခဲ့မယ်ဆိုရင်တော့အသင်းရဲ့ကွင်းလယ်ရင်အားကြောင့်ပဲဖြစ်မှာတော့သိကြပါတယ်အသင်းရဲ့ကွင်းလယ်တောက်တိုင်ဖြစ်တော့ PSG ရဲ့ Vardinya ရှိနေပါတယ် PSG အောင်မြင်မှုတွေမှာလည်းကွင်းလယ်တန်ဖိုးကို Vardinya ကအဓိကတာဝန်ယူနေပြီးပွဲကစားခြင်းအပြင်လည်းမများလွန်းတဲ့အကြောင်းကမ္ဘာဗလားအတွက်လည်းအဆင်သင့်ဖြစ်နေမှာပါကွင်းလယ်ကိုထိန်းချုပ်တဲ့အပိုင်းပြိုင်ဘက်ခံစစ်ကိုတိကျတဲ့ဘေးပို့မှုတွေနဲ့ထိုးနှက်တဲ့အပိုင်းတွေမှာ Vardinya ကကမ္ဘာအဆင့်ဆိုတာတော့သိကြပါတယ်ပြီးခဲ့တဲ့ရာသီ PSG မှာဖန်တီးမှု17ကြိမ်ထိပြုလုပ်ပေးခဲ့ပြီး Kvaratskhelia, Ousmane Dembele တို့ရဲ့နောက်တတိယလိုက်နေပါတယ်အောင်မြင်တဲ့ဘေးပို့မှုပေါင်း9234ကြိမ်ထိပြုလုပ်ခဲ့တာမှာဒီအပိုင်းမှာလည်း26နှစ်သားကထိပ်တန်းလီ5ခုမှာဦးဆောင်နေတာပါဘောလုံးမရှိချိန်မှာလည်းတကွင်းလုံးနေရာစုံလိုက်လံဖြည့်ကစားပေးနိုင်ပါတယ်။အေးစနဲ့ရေသွေးကလည်းမြင်မာတာကြောင့်ပေါ်တူဂီအတွက်ကမ္ဘာဖလားမှာအဓိကကစားသမားဖြစ်လာဖို့ရှိနေပါတယ်။နံပါတ်14နေရာမှာနောက်ထပ်ရွေးချယ်ထားတဲ့ကစားသမားကခရိုအေးရှားရဲ့ Luka Veskovic ပါ။ပြီးခဲ့တဲ့ဘောလုံးရာသီဘွန်ဒလီဂါရဲ့အကျိုးရှိဆုံးခေါ်ယူမှုကိုပြပါဆိုရင်တော့ Hamburger SV ရဲ့19နှစ်အရွယ်ဘောခံစစ်ကစားသမား Luka Veskovic ကိုရွေးထုတ်ပြမှာပါ။ဩဂတ်စ်လကမှတော်တရန်ကနေ Hamburger SV ကိုငှားနယ်လာရောက်ကစားခဲ့ပြီးအသင်းကိုတန်းတင်ကြံရအောင်ကူညီပေးထားနိုင်ပါတယ်။အသင်းအတွက်28ပွဲအထိပွဲထွက်ကစားပေးခဲ့တာမှာခရိုအေးရှားသားမပါနိုင်တဲ့6ပွဲမှာ Hamburger တို့နိုင်ပွဲပြောက်တဲ့အထိဖြစ်ခဲ့တာပါ။ခံစစ်ကစားသမားပြီးမမထန်ထန်ကစားနိုင်တယ်လို့အမြင်ပေါ်လူယူမှုအပိုင်းမှာလည်း 84.5% နဲ့လိမှာအများဆုံးဖြစ်ခဲ့ပါတယ်။တဦးချင်းရှင်လူယူမှုတွေမှာတော့အောင်မြင်မှု 69.8% နဲ့အဆင့်4နေရာမှာရပ်တည်နိုင်ခဲ့တာပါ။ခံစစ်ကစားသမားဖြစ်ပေမဲ့အသင်းအတွက်တိုက်စစ်လိုက်ပါပြီး6ဂိုးထိသွင်းယူပေးနိုင်ခဲ့ပါတယ်။2009ခုနှစ်ဘွားကစားသမားအနေနဲ့ခရိုအေးရှားရဲ့ကမ္ဘာဖလားလူစင်းမှာအငယ်ဆုံးကစားသမားအဖြစ်ပွဲထွက်သွားပါမယ်။နောက်ထပ်15ရောက်မြောက်အဖြစ်ရွေးချယ်ပေးထားတဲ့ကစားသမားကပြင်သစ်ရဲ့ Michael Olise ပါ။ဘိုင်ယန်မြူးနစ်မှာတော့ Michael Olise ကလက်ရှိမှာကမ္ဘာအကောင်းဆုံးတောင်ပန်ကစားသမားအဖြစ်ခြေစွမ်းပြသနေပါတယ်။ပြီးခဲ့တဲ့ဥရောပထိပ်တန်းလိ5ခုမှာသွင်းဂိုး20အထက်နဲ့ဂိုးဖန်တီးမှု20အထက်လုံးနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်ပဲရှိပြီး24နှစ်အရွယ်ပြင်သစ်သား Michael Olise ပါ။အသင်းအတွက်ပြိုင်ပွဲစုံ22ဂိုးသွင်း26ဂိုးထိဖန်တီးပေးနိုင်ခဲ့ပါတယ်။အခွင့်အရေးဖန်တီးပေးမှုအပိုင်းမှာလည်း Bruno Fernandes 138ကြိမ်နောက်123ကြိမ်နဲ့ Olise ကဒုတိယလိုက်နေတာပါ။ကျန်ခဲ့တဲ့10စုနှစ်အတွင်း Olise ရဲ့တရားသည်ဖန်တီးမှု26ကြိမ်ထက်များတာ Kevin De Bruyne 28ကြိမ်2020-23ကပြုလုပ်ခဲ့တာပါ။နိုင်ငံအသင်းမှာလည်းဒီဘက်နှစ်တည်းတဲ့နီးပြ Didier Deschamps စိတ်ကြိုက်ကစားသမားဖြစ်လာပြီး2025မှာ Mbappe 73ဂိုးရဲ့နောက်6ဂိုးနဲ့အတူ Olise ကဒုတိယလိုက်နေပါတယ်။ကစားသမားအတွက်တော့ပထမဆုံးအကြိမ်ဖြစ်ကမ္ဘာဖလားကိုဝင်ရောက်ရှင်ပြိုင်သွားမှာပါ။ပွဲမှာစွမ်းဆောင်ရည်ကောင်းခဲ့ရင်တော့ဘလွန်ဒီယော့စ်အတွက်ပါမျှော်လင့်ထားနိုင်ပါတယ်။နောက်ထပ်ကစားသမားကတော့ဂျပန်ကအယားဆေးဦးအေးထားပါ။29နှစ်အရွယ်ဖီယန်နူတိုက်စစ်မိုးအနေနဲ့ပထမ2ရာသီအသင်းသစ်မှာရုန်းကန်ခဲ့ရပါတယ်။25-26ရာသီမှာတော့ခြေစွမ်းကောင်းစတင်ပြသလာနိုင်တာပါ။ဖီယန်နူကိုယ်တိုင်နယ်သာလန်ပြည်တွင်းလိမှာဒုတိယနေရာနဲ့ပိတ်သိမ်းခဲ့ပြီးဂျပန်တိုက်စစ်မှုကတော့25ဂိုးနဲ့အတူရွှေဖနက်ဆုရရှိခဲ့ပါတယ်။
အသင်းသမိုင်းတစ်လျှောက်နောက်ဆုံးနှစ်40အတွင်းတရားသီအတွင်း25ခုနဲ့အထက်သွင်းနိုင်ခဲ့တဲ့ကစားသမားတွေတဲ့အရာဆေးဦးရေးတာအပါအဝင်3ယောက်ပဲရှိထားပါတယ်။ဥရောပထိပ်တန်းလိ10ခုကတိုက်စစ်မှုတွေကိုကြည့်လိုက်မယ်ဆိုရင်လည်း Harry Kane 36ကို Sporting က Luis Suarez 28ကို Erling Haaland 29ကိုဒီ3ယောက်ကပဲသွင်းကိုပိုင်းမှာဂျပန်သားတက်ပိုများထားပါတယ်။အရက်မင်းက9ပေ10လက်မဝန်းကျင်ပဲရှိပေမဲ့ခေါင်းတိုက်9ကလည်း6ဂိုးထိရရှိထားတာပါ။ကမ္ဘာဗလားမှာဂျပန်ရဲ့ပွဲဥအတွက်အဖြစ်နယ်သာလန်နဲ့ရင်ဆိုင်သွားမှာကြောင့်အရာဆေးဦးရေးတာအနေနဲ့ခြေစွမ်းပြနိုင်မလားစိတ်ဝင်စားစရာပါ။နောက်ထပ်တစ်ယောက်ကတော့ဂါနာက Clarion Chi ပါ။ဒိန်းမက်ကလတ်နော်ရှလန်ကတော့အာဖရိကလူငယ်ကျယ်ဝန်းတွေကိုပြိုးထောင်ပေးတဲ့နေရာမှာနာမည်ကြီးပါတယ်။လက်ရှိမှာတော့ဂါနာရဲ့20နှစ်အရွယ် Clarion Chi ကအသင်းရဲ့နောက်ဆုံးထွက်ကျယ်ဝန်းလို့ဆိုရပါမယ်။ကွင်းလယ်မှာကစားနေတာဖြစ်ပေမဲ့ကစားသမားဘဝကိုတော့ right wing right back နေရာတွေမှာစတင်ခဲ့တာပါ။ခနာကိုကြမ်းခိုင်မှုနဲ့လင်မြန်မှုကပဲကွင်းလယ်နဲ့နောက်တန်းနေရာတွေမှာခြေစွမ်းပြနိုင်အောင် Rian Chi ကိုထောက်ပံ့ပေးနေပါတယ်။ Danish Super League မှာကျန်ခဲ့တဲ့နှစ်အတွင်းဘောလုံးပြန်လည်ဆယ်ယူမှုမှာ205ကျင်းနဲ့အတူခါနာသားကအထူးခြေစွမ်းပြသထားတာပါ။ဘောလုံးနဲ့အတူဆိုဒီချိန်တလို့အောင်မြင်တဲ့ပေးပို့မှု 89.8% အထိလည်းပြုလုပ်နိုင်ခဲ့ပါတယ်။ကလပ်ရဲ့နီးပြဖွဲ့ဝင်ထဲမှာလည်းလက်ရွေးစင်ကန်ဝင် Michael Essien ရှိနေပြီး Rian Chi အတွက်လူမှန်နေရာမှန်ကိုရောက်ရှိနေပါတယ်။နောက်ထပ်18ယောက်မြောက်ဖြစ်တော့ Czech Republic က Steven Chalobah ကိုရွေးထုတ်ပေးကြပါတယ်။23နှစ်ရွယ်ပိုနောက်ခံလူအနေနဲ့ Chess ပြည်တွင်းလိ Slavia Prague အသင်းမှာအောင်မြင်တဲ့ရာသီကိုပိုင်ဆိုင်ခဲ့ပြီးမှတ်ပေးစုဖလားကိုလည်းစုပူးနိုင်ခဲ့ပါတယ်။အသင်းရဲ့ 3-4-2-1 system ထဲမှာ LCB နေရာမှာအကောင်းဆုံးကစားပြနိုင်ခဲ့တာပါ။မိနစ်90တိုင်းခံစစ်လှုပ်ဆောင်မှု 17.5 ကြိမ်ထိပြန်များရှိထားပါတယ်။ဘောလုံးကြားဖြတ်လူယူမှုမိနစ်90တိုင်း 2.1 ကြိမ်ထိပြုလုပ်ထားတာမှာဥရောပထိပ်တန်းလိ10ခုမှာ9ယောက်မြောက်အကောင်းဆုံးကစားသမားဖြစ်ချာလိုဘတ်ရက်တည်နေတာပါ။ခံစစ်ကစားသမားဖြစ်ပေမဲ့ဒီယာဒီ Slavia Prague အတွက်ချန်ပီယံလိသွင်းကိုပါဝင်ပြိုင်ပွဲစုံ6ဂိုးသွင်း2ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။နောက်ထပ်19ယောက်မြောက်ကစားသမားကတော့မက္ကဆီကိုကအာမန်ဒိုဂွန်ဇာလက်စ်ပါ။မက္ဆီကန်ပြည်တွင်းကလပ်ချီဗက်စ်ကလက်ရွေးစင်အသင်းအတွက်တော့ကစားသမားကောင်းတွေစဉ်သက်မပြတ်မွေးထုတ်ပေးနေပါတယ်။ဒီချိန်ကမ္ဘာ့စင်မြင့်ထက်မှာတွေ့ရမှာက23နှစ်အရွယ်လူငယ်တိုက်စစ်ကစားသမားအာမန်ဒိုဂွန်ဇာလက်ပါ။ပြည်တွင်းမှတ်ပေးပြိုင်ပွဲလီဂါမက်စ်မှာလွန်ခဲ့တဲ့2နှစ်ကပဲဆန်တိုလဂူနာအသင်းနဲ့တူတောက်ပလာပြီးလက်ရွေးစင်အသင်းထိပါကစားသမားကနေရာရလာပါတယ်။လက်ရှိကစားနေတဲ့အသင်း Chivas မှာတော့နီးပြဂါဘရီယယ်မာလီတိုရောက်ရှိလာပြီးကစားသမားကိုတိုက်စစ်မှာယုံကြည်ကြည်နေရာပေးလာပါတယ်။အာမန်ဒိုဂွန်ဇာလက်ကလည်းအသင်းအတွက်ပြိုင်ပွဲစုံ26ဂိုးထိသွင်းယူထားပြီးပြန်လည်အကျိုးပြုနိုင်ခဲ့တာပါ။မက္ကဆီကိုအသင်းမှာတော့ရာဦးဂျီမီနဲ့ဆန်တီယာဂိုဂျီမီနက်တို့ရှိနေပြီးနောက်တက်ဖြစ်အာမန်ဒိုဂွန်ဇာလက်ကိုရွေးချယ်ထားကြပါတယ်။နံပါတ်20နေရာမှာရွေးထုတ်ထားတဲ့ကစားသမားကအယ်ဂျီးရီးယားရဲ့အီဘရာဟင်မဇာပါ။2025နွေမှာပြောင်းရွှေ့ဈေးကွက်မှာရောင်းချခဲ့တဲ့လီဗာပူးစင်တို့ Florian Wirtz, Granit Xhaka, Jonathan Tah တို့ကိုပြန်လည်ဖြည့်တင်းနိုင်မလားဆိုတာကမေးခွန်းဖြစ်ခဲ့ပါတယ်။ဝယ်ယူခဲ့တဲ့ကစားသမားအများစုမှာအကျိုးဖြစ်ထွန်းတာနည်းခဲ့ပြီးဒီထဲမှာ20နှစ်အရွယ် Algerian ကစားသမား Ibrahim Maza ကတော့အလုပ်ဖြစ်တဲ့ထဲပါဝင်ခဲ့တာပါ။ဘွန်ဒလီဂါဒုတိယရန်ကလပ် Hertha BSC ကနေကွင်းလယ်ဖန်တီးရှင်ကစားသမားကိုယူရို12သန်းဝန်းကျင်နဲ့ဘိုင်လီဗာပူးစင်တို့ခေါ်ယူခဲ့တာပါ။အသင်းမှာတော့ပွဲ40ကျော်ကစားထားသလိုလောအားနှုန်းချီအနှုတ်သိမ်းဖန်တီးမှုတွေနဲ့အတူလီဗာပူးစင်ကိုယူရိုပါလိဝင်ခွင့်ရရှိအောင်အကူအညီပေးထားနိုင်ပါတယ်။အသက်20သားရှိသေးပေမဲ့ကွင်းလယ်နေရာစုံကစားနိုင်တယ်လို့တဦးချင်းဘောလုံးလူယူမှုအပိုင်းမှာလည်းအောင်မြင်မှု133ချိန်နဲ့အတူလီဗာပူးစင်ရဲ့အကောင်းဆုံးကစားသမားဖြစ်နေပါတယ်။လာမယ့်ကမ္ဘာဗလားမှာတော့အယ်ဂျီးရီးယားအတွက်အားကိုးရတဲ့ကွင်းလယ်ကစားသမားဖြစ်အီဘရာဟင်မဇာကိုမြင်တွေ့ရမှာပါ။နောက်ထပ်ရွေးထုတ်ထားတဲ့ကစားသမားကတော့တူရကီရဲ့အာဒါဂူလာပါ။တက်21နှစ်အရွယ်ပဲရှိသေးပေမဲ့အာဒါဂူလာကတော့ရီယယ်မက်ဒရစ်နဲ့အတူအောင်မြင်တဲ့ကစားသမားဘဝကိုပိုင်ဆိုင်နေပါတယ်။ချန်ပီယံလိပွဲဥထွက်မှာအသက်ငယ်ဆုံးဂိုးသွင်းနိုင်သူရီယယ်မက်ဒရစ်နဲ့အတူချန်ပီယံလိမှာအသက်ငယ်ဆုံး free kick ကိုသွင်းနိုင်သူစတဲ့စံချိန်တွေကိုရရှိထားတာပါ။လက်ရှိမှာ21နှစ်သာရှိသေးတာကြောင့်တူရကီနဲ့အတူလည်းကမ္ဘာဗလားမှာအသက်အငယ်ဆုံးဂိုးသွင်းနိုင်သူဖန်တီးနိုင်သူဆိုတဲ့စံချိန်တွေကိုလည်းရရှိနိုင်ပါတယ်။ရီယယ်အတွက်လည်းဒီယာဒီပြိုင်ပွဲစုံ50ပွဲထိပါဝင်ကစားပေးထားပါတယ်။ဒီကာလမှာ6ဂိုးသွင်း14ဂိုးဖန်တီးနိုင်ခဲ့တာပါ။ဒီယာဒီလာလီဂါမှာအသင်းပေါ်ဗီနီစီယက်ဂျူနီယာနဲ့အတူခွင့်ရေးဖန်တီးမှုအကြိမ်80နဲ့အတူအများဆုံးဖြစ်အာဒါဂူလာကပူးတွဲရပ်တည်နေပါတယ်။နိုင်ငံအသင်းတူရကီကတော့24နှစ်အကြာမှကမ္ဘာဗလားကိုပြန်လည်ရောက်ရှိလာတာပါ။အာဒါဂူလာအနေနဲ့ဖီအားတွေကိုကင်တွယ်ပြီးခြေစွမ်းပြသွားနိုင်မလားစောင့်ကြည့်သွားပါမယ်။နောက်ထပ်စောင့်ကြည့်ရမယ့်ကစားသမားဖြစ်တော့ဆွစ်ဇာလန်ရဲ့ဂျိုဟန်မဇန်ဘီကိုရွေးချယ်ခြင်းပါတယ်။အသက်20အရွယ်မှာပဲဂျိုဟန်မဇန်ဘီတယောက်ဆွစ်ဇာလန်ရဲ့ကျယ်ပွင့်ကွင်းလယ်ကစားသမားတယောက်ဖြစ်လာပါတယ်။ဂျာမန်ဘွန်ဒလီဂါကလပ် FC Freiburg နဲ့အတူ24-25မှာပွဲဥထွက်ရာသီကိုစတင်ခဲ့ပြီးလက်ရှိရာသီမှာတော့အသင်းရဲ့ကွင်းလယ်မှာနေရာတနေရာရရှိလာပါတယ်။တဦးချင်းဘောလုံးရှင်လူမှုအပိုင်းမှာ189ချိန်ထိအောင်မြင်ထားပြီး dribbling အောင်မြင်မှုကလည်း33ချိန်ထိရရှိထားတာပါ။အသင်းရဲ့ကွင်းလယ်နဲ့တိုက်စစ်ကိုချိတ်ဆက်ပေးနေပြီးဘောလုံးနဲ့အတူတိုက်စစ်ကိုဆွဲတက်တာတွေမှာလည်းအားကောင်းပါတယ်။25-26ဘောလုံးရာသီမှာပဲအေရီယာပြင်ဘက်ကနေအသင်းအတွက်3ဂိုးသွင်းယူပေးထားနိုင်တာလည်းတွေ့ရပါတယ်။ဒီအပိုင်းမှာလည်း Harry Kane 6ဂိုး Michael Olise 4ဂိုးတို့ရဲ့နောက်ဂျိုဟန်မဇန်ဘီကတတိယနေရာလိုက်နေတာပါ
နောက်ထပ်23ယောက်မြောက်ဖြစ်ရွေးချယ်ပေးထားခြင်းတဲ့ကစားသမားကမိုရိုကိုရဲ့အစ်စမဲဆိုင်ဘာရီပါ25နှစ်6ဘောလုံးရသည့်အတွက်နယ်သာလန်လိရဲ့အကောင်းဆုံးကစားသမားဆုရရှိပြီးနောက်တော့အစ်စမဲဆိုင်ဘာရီတယောက်ဥရောပထိပ်တန်းအသင်းကြီးတွေစီပြောင်းရွှေ့ဖို့ပြစ်မှတ်ထားနေပါတယ်25နှစ်အရွယ်မော်ရိုကန်ကွင်းလယ်တိုက်စစ်ကစားသမားကကျန်ခဲ့တဲ့200ဒီမှာအသင်းအတွက်အမှတ်ပေး26ဂိုးသွင်း19ဂိုးထိဖန်တီးပေးနိုင်ခဲ့တာပါ1980နောက်ပိုင်းဖီယန်နူးနဲ့အဝေးကွင်းပွဲစဉ်မှာဟက်ထရစ်သွင်းယူနိုင်တဲ့ပထမဆုံး PSV ကစားသမားဖြစ်လဲဆိုင်ဘာရီကမှတ်တမ်းဝင်ထားပါတယ်မိနစ်90တိုင်းဂိုးပေါက်ကို4ချိန်ထိကန်ထားပြီးအခွင့်အရေးဖန်တီးမှုမှာတော့2.1ချိန်ထိအသင်းအတွက်ပြုလုပ်ပေးထားတာပါမော်ရိုကိုကတော့အုပ်စု C မှာဘရာဇီးဟေတီစကော့တလန်တို့နဲ့ကြားရောက်နေပါတယ်ကျုံးထွက်အဆင့်ကိုတက်ရောက်သွားနိုင်ဖို့အတွက်လည်းပြစ်မှတ်ထားနေတာပါနောက်ထပ်24ယောက်မြောက်ကစားသမားကတော့အော်စတြီးယားရဲ့မာကိုအနာတိုဗစ်ပါမာကိုအနာတိုဗစ်ကတော့အော်စတြီးယားရဲ့ဂန္ဓဝင်ကစားသမားတစ်ယောက်အနေနဲ့ကမ္ဘာဖလားကိုဝင်ရောက်ရှင်ပြိုင်သွားမှာပါအသက်အရွယ်အားဖြင့်ဆိုရင်တော့38နှစ်အထိရှိနေပါပြီနိုင်ငံအသင်းအတွက်138ပွဲကစား48ဂိုးနဲ့အတူထာဝရဂိုးသွင်းများသောကစားသမားဖြစ်ရည်တည်နေပါတယ်အော်စတြီးယားအသင်းအတွက်ဆိုလည်းကမ္ဘာဖလားကို28နှစ်အကြာမှပြန်လည်ရောက်ရှိလာတာပါအသင်းရဲ့ဝါရင်ကစားသမားတွေဖြစ်တဲ့အနာတိုဗစ်ဒေးဗစ်လာဘာမာဆယ်စပေးဆာတို့အတွက်တော့လာမယ့်ကမ္ဘာဖလားကတကယ်အမှတ်ရစရာပြိုင်ပွဲဖြစ်လာပါမယ်ပရီးမီးယားလိဂ်ကလပ်ဝက်ဆမ်ပါဝင်စီရီဘက်ကပိုလိုနာအင်တာတို့မှလည်းအနာတိုဗစ်ကစားခဲ့ပူးပါတယ်လက်ရှိဆာဗီယန်ကလပ်ဆဗီနာဗစ်စတာအသင်းမှာကစားနေပြီး2ပွဲတကူးနှုံးလောက်တော့ဂိုးပေါင်ပတ်သက်မှုပြုလုပ်ပေးထားနိုင်ပါတယ်ခြေစပွဲအဆင့်မှာတော့အော်စတြီးယားအတွက်10ဂိုးသွင်းပေးခဲ့ပြီးပြိုင်ပွဲကြီးမှာခြေစွမ်းပြသွားနိုင်ဖို့ပဲကြံရှိနေပါတယ်နောက်ထပ်ကစားသမားတစ်ယောက်ကတော့နော်ဝေးရဲ့ပက်ထရစ်ဘာ့ချ်ပါနော်ဝေးဘောလုံးလောကကတော့ဒီဘက်နှစ်တွေမှာအရှိန်ဟုန်နဲ့တိုးတက်လာနေပါတယ်ဘိုဒိုကလင်းရဲ့ချန်ပီယံလိမှာအမကန်ဆွမ်းဆောင်ရည်နဲ့အတူပက်ထရစ်ဘာ့လိုကစားသမားကောင်းတွေလည်းပေါ်ထွက်လာတာပါဘိုဒိုမျိုးဘွား28နှစ်အရွယ်ဟိုဒင်မစ်ဖီဒါပက်ထရစ်ဘာ့အနေနဲ့နော်ဝေးလိရဲ့အကောင်းဆုံးကွင်းလယ်လူ9ယောက်ထဲမှာ3နှစ်ဆက်နေရာယူထားပါတယ်25-26ဘောလုံးရာသီမှာလည်းအသင်းအတွက်စံချိန်တင်14ဂိုးထိဖန်တီးပေးနိုင်ခဲ့တာပါအသင်းမှာစန်နာဘာမာတင်အိုရီကတ်တို့လိုထိပ်တန်းကစားသမားတွေရှိနေသည့်တိုင်နေရာဆုံးကစားနိုင်တဲ့ပက်ထရစ်ဘာကလည်းအသင်းအတွက်ရေးပါနေသေးပါကစားသမားဘဝပထမဆုံးကမ္ဘာဖလားပြိုင်ပွဲမှာပက်ထရစ်ဘာအနေနဲ့ဘယ်လောက်ထိတောက်ပသွားနိုင်မလဲစောင့်ကြည့်သွားပါမယ်26ယောက်မြောက်ဖြစ်နောက်ဆုံးရွေးချယ်ပေးထားခြင်းတဲ့တယောက်ကအာဂျင်တီးနားရဲ့နီကိုဘတ်စ်ပါနီကိုဘတ်စ်တယောက်ရီယယ်မက်ဒရစ်ကနေကိုမိုကိုအငားနဲ့ပြောင်းလာပြီးကတည်းကအသင်းကိုဇက်တိုက်အကျိုးပြုနေပါတယ်စီရီကလပ်ကိုမိုအသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားကအခုမှ22နှစ်အရွယ်ပဲရှိသေးတာပါကျန်ကလေးရာသီကကိုမိုအတွက်အမှတ်ပေး12ဂိုးသွင်း6ဂိုးဖန်တီးပေးထားနိုင်ပါတယ်ဒါအပြင်အသင်းကိုလည်းချန်ပီယံလိကိုပို့ဆောင်ပေးနိုင်ခဲ့တာပါနီးပြချက်စပါဗရီဂတ်ရဲ့ High Brazilian အသင်းအတွက်လည်းနီကိုဘတ်စ်ကစိတ်ကြိုက်ကစားသမားဖြစ်နေပါတယ်ရီယယ်မက်ဒရစ်ဘက်ကလည်းဘိုင်ဘက်ကလော့စ်ကိုပြန်လည်အသက်သွင်းဖို့ပြင်နေတယ်လို့ကစားသမားကလည်းဘာနေဗျူးကိုပြန်ဖို့အတွက်စဉ်းစားနေတာပါလက်ရှိမှာတော့ကမ္ဘာဖလားပြိုင်ပွဲကစောင့်ကြိုနေပြီးအာဂျင်တီးနားနဲ့အတူတောက်ပနိုင်ဖို့အတွက်နီကိုဘတ်စ်တယောက်ကြိုးစားသွားပါမယ်ဒါကတော့မကြာခင်မှာပဲစတင်သွားမယ်2026ကမ္ဘာဖလားမှာစောင့်ကြည့်သွားမယ်ကစားသမား26ကိုရွေးထုတ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ